အားလုံးပဲမင်္ဂလာပါရှင်။ဂမ်ဘီယာဝတ္ထုတွေကိုအမြဲတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးစဉ်တဲ့ဝတ္ထုလေးကတော့ဘဝဟောင်းကချစ်သူနန်းဆိုတဲ့ပရလောကဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နေ့စဉ်ဇာတ်လမ်းအသစ်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ Channel လေးကို Like and Subscribe လေးလုပ်ထားပြီးဘေးကခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါရရှင်။ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်။တကားကိုတုံထုနေ၍ဒေါက်တာမင်းအောင်အိယာရဲမှမထခြင်းထခြင်းဖြင့်ထလိုက်ရသည်အပြင်း၌ရသည့်ဥတုကအလွန်အေး၍နေသည်ထို့နောက်ဒကမာကြီးကိုဖွင့်လိုက်သောအခါအပြင်းမှလူသည်အတွင်းသို့ကမန်းကနန်းအတင်းကာရောဝင်လာသည်ဒေါက်တာကခမရလားလက်တစ်ဖက်ကိုသူ့ဝှေ့ထားတဲ့ကုတ်အင်းကြီးအိတ်အတွင်းကိုထိုးထည့်ထားတဲ့လူကအလောတကြီးနဲ့ထိုးသွင်းမိလိုက်သည်ဟုတ်ပါတယ်ကျွန်တော်ဆရာဝန်ပါဒါဆိုရင်တော့ဟန်နာပဲဗျာထိုလူကိုအကဲခတ်ကြည့်တော့အလွန်ကြောက်လန့်နေပုံရသည်ဟုဒေါက်တာမင်းအောင်တွေးမိသည်မျက်နှာတစ်ခုလုံးဖြူပတ်ဖြူရောပဲဖြစ်နေတယ်နောက်တကိုယ်လုံးလေးတဆက်ဆက်တုံးနေတယ်ကဲလာဗျာကျွန်တော်စာချီကန်းတွေကိုလိုက်ခဲ့ထို့တော့ပြော၍စာချီကန်းထဲ၌ထားသောဘရန်ဒီတစ်ခွက်ကိုထိုလူအားကမ်းပေးလိုက်သည်ထိုလူကဘရန်ဒီခွက်ကိုစက္ကန့်နဲ့ဆွဲယူကာတစိုက်ထဲနဲ့မော့လိုက်ပါတယ်အာကျေးဇူးပါဒေါက်တာခုမှထိုးလို့ဤမျက်နှာမှာသွေးရောင်ပြန်လွှမ်းလာ၏ပြောပါဦးခမည်းဘာဖြစ်လာတယ်ဆိုတာကျွန်တော်ပြောရင်ဒေါက်တာယုံချင်းမှယုံမယ်ဒါပေမဲ့ကျွန်တော်ကတော့တကယ်ကိုကြုံတွေ့ခဲ့ရတာဗျခမည်းပြောမှကျွန်တော်ကသိရမှာလीကဲစိုးစမ်းမအောင်ဒေါက်တာမင်းအောင်ကပြောတော့ထိုးလို့ဤမျက်နှာ၌ကြောင်ရွံ့နေသည့်အနေအထားသို့ပြောင်းလဲသွားပြန်သည်ပထမစမှားတာကကျွန်တော်ဗျမပြန်ပါနဲ့လို့အတက်တန်းဥထော်လန်ကတားပေမဲ့ကျွန်တော်ကအတင်းပြန်ဖို့လုပ်မိတယ်ဆရာလေးကိုစိတ်မချလို့မပြန်ပါနဲ့ပေါ့နောက်တားမရတော့သတိနဲ့ပြန်ဖို့ပြောတာပါပဲကျွန်တော်လူကတစ်တော်တွေကိုမပြုံးတိရအောင်ထိမ့်သိမ်းစောင့်ရှောက်ရတဲ့တစ်တော်အရာရှိပါအင်းဝိုင်းဘက်ကိုရွာကန်လူကြီးဥထော်လန်နဲ့တစ်တော်တွေကိုစစ်ဆေးနေရင်းနဲ့အချိန်နဲ့သွားတယ်လीမပြန်ဖို့တားတာမှဇွတ်ပြန်လာမိရဲ့ဗျာကျွန်တော်တို့တစ်တောက်ရုံနဲ့အင်းဝိုင်းက3နာရီပို့ပို့ကားမောက်ရတယ်ဗျကျွန်တော်လည်းအားလုံးကိုနှုတ်ဆက်ပြီးကားကိုအမြန်နှုံးပြင်ပြီးတော့မောင်းလာတာပေါ့ဗျဒီမှာရင်ကားကတစ်ချက်အောင်လာတာဂယုဆိုင်မိပါတယ်ကျွန်တော်လည်းကားမပြတ်ပါစေနဲ့လို့ဆုတောင်းရတာပေါ့ဗျပတ်ဝန်းကျင်ကလည်းတောရိပ်တောင်ရိပ်နဲ့မှောင်နာကမြန်နေလीဒါပေမဲ့ကျွန်တော်ကံမကောင်းဘူးကားကနောက်ဆုံးတော့ထိုးရက်သွားတော့တာပဲဗျခုတီခုလက်ကြီးမှာဆိုတော့စိတ်ကိုအယမ်းပိန်သွားတာပေါ့ဒါနဲ့ကားပေါ်ကဆင်းပြီးတော့ပတ်ဝန်းကျင်မှာတဲခိုလို့ရမယ့်နေရာကိုကြည့်လိုက်တော့ဘာမှကိုလူနေအိမ်ချိန်မရှိဘူးဗျတဖြည်းဖြည်းလေးမှောင်လာပြီဆိုတော့ကျွန်တော်လည်းကားကိုထားခဲ့ပြီးတော့ရှေ့ကိုခတ်တုံနဲ့ရှောက်လာတာပေါ့လीဒီလိုနဲ့တမိုင်းလောက်ရှောက်ပြီးတော့ရှေ့ခက်လန်းလန်းကမီးရောင်လေးကိုစပြီးမြင်ရတော့တာပါပဲကျွန်တော်လည်းအားတက်သွားတာပေါ့အနီးနားကိုရောက်တော့အလွန်ခမ်းနားတဲ့အိမ်ကြီးဗျအိမ်ချမ်းတကားကြီးကလည်းပိတ်လို့ဒါနဲ့ကျွန်တော်လည်းလူခေါ်ခေါင်းလုံးလေးကိုလှုပ်လိုက်တော့တကိုယ်လုံးအနှံ့ရောင်လေးဝတ်ထားတဲ့လူတစ်ယောက်ကတကားလာဖွင့်ပေးတယ်အဲ့ဒီလိုမျက်နှာကိုမြင်ဖို့ကျွန်တော်တော်တော်လက်ပြီးတော့မအောင်မိအောင်မနှဲထိတ်လိုက်ရတယ်စိုးလိုက်တဲ့ရုပ်ပြမျက်နှာမှာကက်လက်ပြက်အမာရော့အစိမ်းချောင်းကြီးနဲ့နှာခမ်းပေါ်ကလည်းအသားတွေမပါဘဲနဲ့သွားတွေကိုအတိုင်းသားမြင်နေရတာဗျကျွန်တော်ခရီးသွားရင်းနဲ့ဒုက္ခရောက်လာလို့ဒီညဒီမှာတဲခုံလို့ရမလားခင်ဗျာအင်ကြီးတွေကိုတွားလိုက်ကိုရုပ်ဆိုးကဒါပဲပြောတယ်ဗျကျွန်တော်လည်းအင်ကြီးစီကိုချိန်လန်းရုံရှိသေးတယ်ဇိုင်းကနေခြံတကားကြီးကိုပိတ်လိုက်ရောလीကျွန်တော်အင်ကြီးတွေကိုရောက်တော့အဲခန်းထဲမှာမီးတွေထိန်းနေတာပဲကျွန်တော်လည်းရောင်နာနာနဲ့ဝင်သွားတာပေါ့အင်ကြီးရဲ့နားမှာအလွန်ကြီးမားတဲ့ဓာတ်ပုံကြီးတစ်ပုံကိုချိတ်ဆွဲထားတယ်ဗျပုံထဲမှာကလူရွယ်တယောက်ကမင်းမပြိုကလေးကိုပခုံးကနေတိုင်းဖတ်ထားတဲ့ပုံဗျလူရွယ်ကလူကြောတယောက်လီနှခမ်းမွေရေးရေးလေးပါသေးတယ်ကျွန်တော်မကြိုက်တာကသူ့မျက်လုံးလေးဗျအလွန်ကောက်ကျစ်ဆင်းလဲတဲ့မျက်လုံးမျိုးတွေပေါ့ဗျမင်းမပြိုကြတော့ကျွန်တော်တခါမှမမြင်ဘူးတဲ့အလှမျိုးဗျအင်မတန်လဲလှတယ်သူ့နဲ့ခွန်းတွေကလည်းပုံထဲမှာလူရွယ်လိုပဲပြုံးနေတာဗျခတ်တာကမျက်လုံး
မိမဖြူရဲ့မျက်လုံးဟာစွဲရိတ်တန်းနေတယ်လို့ကျွန်တော်ကတော့ထင်တယ်လူတွေဟာကိုယ်အမူအရာနှုတ်အမူအရာတွေနဲ့ဘလောက်ပဲဖုံးကွယ်ဟန်ဆောင်ကြပါစေမျက်လုံးမှာတော့အမှန်တရားအမြဲရှိတယ်ဆိုတဲ့စကားကျွန်တော်ကတော့အကျွေးမဲ့လက်ခံတဲ့ဒေါက်တာရောဘလို့သဘောရလဲထိုလူကစကားကိုမနာတဲ့ပြောရင်လက်ထဲမှာခွက်ကိုဒေါက်တာမင်းအောင်ထံသို့ကန်လိုက်သည်ဒေါက်တာမင်းအောင်ကအလိုက်သိမ့်ခွက်ထဲသို့ဘရန်ဒီများထပ်ဖြည့်ပေးလိုက်သည်လက်ခံပါရဲ့လေဆက်ဆန်းမအောင်ပြခမည်းအဖြစ်ပြက်ကအဲ့ဒီအင်ဂျီရဲ့ကိုရောက်တော့ဘာတွေဆက်ဖြစ်သေးလဲကျွန်တော်လည်းစိတ်ဝင်စားတယ်လက်ထဲမှာခွက်ကိုခွက်ခနဲ့တစ်ကြိုက်တည်းထိုလူကမော်လိုက်ပြန်နေအော်မေးလို့ဗျကျွန်တော်နာမည်ကမိုးအောင်ပါကျွန်တော်ရောင်းချာဖြစ်နေတော့အင်ဂျီအပေါ်တက်ကလူတစ်ယောက်ကဆင်းလာရောလေတင်းချကြည့်လိုက်တော့စောစောကကျွန်တော်ပြောတဲ့ဓာတ်ပုံတွေကလူရွေးဗျကျွန်တော်ကိုမြင်တော့အဲ့ဒီလူကကွက်ဆိုမျက်နှာတစ်ချက်ပြက်သွားတာအဲ့ဒါကိုကျွန်တော်သတိပြုလိုက်မိတယ်ဒါပေမဲ့ချက်ချင်းအင်ဂျီဆဲပြီးတော့ပြုံးပြတယ်နောက်ကျွန်တော်ကိုခုလိုစပြီးပြောတယ်ဒီကညီငယ်အကိုအိမ်မှာတဲခိုခြင်းလို့ဆိုစကားပြောတော့အင်မတန်ရီမွန်တဲ့လူပြဟုတ်ပါတယ်ဗျာကျွန်တော်ကဟိုးဘန်နာမှာပြက်သွားလို့ပါဟုတ်လားဒါဆိုညီငယ်တစ်ခုခုစားပါအောင်လားဗိုက်စာနေမှာပေါ့ရပါတယ်အကိုကျွန်တော်မစားပါဘူးတဲခုံဝင်ရရင်ပဲကျေးဇူးတင်လာပါပြီအမှန်တော့တကယ်လေကျွန်တော်မစားပါဘူးလမ်းလျှောက်ရောက်လို့ညောင်းညာနေတဲ့အတွက်ကြောက်ခင်းပြီးတော့နားနေချင်တာဒါဆိုရင်အခန်းကိုအကိုလိုက်ပြမယ်ညီငယ်နားပေါ်ကျေးဇူးပါကိုအဲ့ဒီလိုနဲ့သူကကျွန်တော်နားရမယ့်အခန်းကိုလိုက်ပြရဲဗျအဲကန်းနဲ့ကက်လျက်ကအခန်းမှာပဲကဲညီငယ်အေးတတနားပြီရောကွယ်ပြောပြီးတော့လှည့်ထွက်ခါနီးအော်ပြောဖို့မေ့နေတယ်ကွာအကိုနာမည်ကစောင်းခွန်ဆိုင်ပါကျွန်တော်လည်းပြုံးပြပြီးခေါင်းငိတ်လိုက်တာပေါ့အခန်းကအတော်ကျယ်ရဲ့ဗျဂရီပေါ်မှာလည်းမှုရစောင်းကောင်းအောင်အဆုံမှာပဲတော်ရရစခန်းမှာဖြစ်တယ်လို့အိပ်ရတာကြာပြီဆိုတော့ဒီညတော့ကောင်းကောင်းအနားယူရမယ်လို့တော့ကျွန်တော်တွေးလိုက်မိသေးတာဒါနဲ့ဂရီမော်ကိုကြောချရင်စောစောကချမ်းဆောင်ကြီးနောက်ကိုစောခွန်ဆိုင်ဆိုတဲ့လူအကြောင်းတွေကိုရှောက်ပြီးတွေးနေမိရဲ့ဗျာဓာတ်ပုံတွေကမိမလာလေးကသူ့ဇနီးများလားစုံနေအောင်ကိုကျွန်တော်တွေးနေမိရဲ့နောက်တော့ပြက်လို့လမ်းမှာထားခဲ့ရတဲ့ကားစီကိုအတွေးကရောက်သွားပြန်ရောမတက်နိုင်ဘူးလေဘဏ္ဍမှာကိုစောခွန်ဆိုင်ကိုအကူကြီးတောင်းပြီးတော့ကားကိစ္စရှင်းရတော့မှာပဲဂျာတော့ပင်ပန်းတဲ့တန်းကြောင့်ထင်ပါလေမျက်ခုံးတွေလေးလာပြီးတော့နေ့ချက်ကြီးကျွန်တော်အိပ်ပျော်သွားတာပေါ့ဘလောက်ကြောင်အိပ်ပျော်သွားတယ်တော့မသိဘူးမွေးပြတ်နေရင်နဲ့ရင်ကျွန်တော်မျက်နှာကိုနူးညံ့တဲ့အထီတွေတစ်ခုကြောင့်အိယာကနေကျွန်တော်လက်ပြီးတော့နိုးလာရောဒီတင်ဘာကိုတွေ့ရတယ်လို့ဒေါက်တာထင်လေပြောရစီတော့ညဝင်အင်းကြီးအဖြူပါးပါးလေးဝတ်ထားစေမိန်းကလေးတယောက်ကျွန်တော်ကသူကညင်ညင်တသားလေးနမ်းနေတာဗျာကျွန်တော်လည်းအယမ်းအံ့ဩသွားတာပေါ့မိန်းကလေးရဲ့မျက်နှာကိုကြည့်လိုက်တော့ပြုံးပြီးကျွန်တော်ကိုကြည့်နေတာများမျက်လုံးတွေကအယောင်တွေကိုလက်နေတာပဲမြင်မှုပါတယ်လို့ကျွန်တော်ထင်နေတဲ့မိန်းကလေးကတကယ်တော့အဲ့ဒီအိမ်ကြီးရဲ့နိုင်ရံမှာချိတ်ထားတဲ့ဓာတ်ပုံတွေကမိန်းကလေးဖြစ်နေတာကျွန်တော်လည်းအားသိပြီးတော့စကားမပြောနိုင်ပဲကြောင်ကြည့်နေမိတာပေါ့နောက်ပြီးတော့ဗျာအလုံးပါးလွှာတဲ့ညဝေအင်းကြီးဖြူဖြူရဲ့အောက်မှာမယိုတဲ့စကားဒေါက်တာရဲ့အတွင်းကဝတ်မထားနေတော့မိန်းကလေးရဲ့ရင်းနှမကိုအထင်းသာမြင်နေရပြန်တယ်နောက်တော့ကြောင်ကြည့်နေတဲ့ကျွန်တော်ကိုမိန်းကလေးကသူ့ရဲ့လက်နှစ်ဖက်နဲ့ဂရေမော်ကိုထဖို့ဆွဲခေါ်တယ်ကျွန်တော်လည်းအလိုက်တဲ့နဲ့မတ်တက်ရလိုက်တာပေါ့နှစ်ယောက်သားအနီးကထရက်ကြရင်မိန်းကလေးရဲ့အလှကိုမြင်နေရတော့ကျွန်တော်မလိမ့်ချင်ပါဘူးဒေါက်တာတတွေးတွေကိုပဲတကုတ်ခုနဲ့မျိုးချနေရတာပေါ့ငယ်ရွယ်ပြီးကျမ်းမာတန်ဆွမ်းတဲ့ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ဒီစိတ်မျိုးကအလွန်ထကြွတောင်းကျနေဆိုတာဒေါက်တာကကျွန်တော်ထံပိုနားလည်မှာပါလိအနည်း20လုံးလုံးအကိုကိုနမ်းမျောနေတာဒီနေ့ညတော့မျောကျိုးနှက်ပါပြီအကိုရဲ့တနေ့ပြန်လာမယ်ဆိုတာအတက်ကြသေးလို့နမ်းလေဒီနေရာကမခွာပဲအကိုကိုစောင့်နေတာနမ်းပြောလိုက်တာရော့ခတ်တော်တာပဲသူ
သူပြောတဲ့အကိုမှကျွန်တော်မဟုတ်တာဗျာဒါနဲ့ကျွန်တော်ကညီမမှားနေပြီအကိုနာမည်ကမိုးအောင်ပါညီမပြောတဲ့လူမဟုတ်ပါဘူးအင်းပေါ်လေတစ်တွေကကြာဘဝတွေကချားဆိုတော့အကိုနန်းကိုမမှတ်မိတော့ဘူးပေါ့ဒါပေမဲ့နန်းနဲ့အကိုဟာတချိန်ကအရန်ချစ်ခဲ့ကြသလိုအချစ်ရဲ့နောက်ကိုလည်းအဆုံးစွန်ထိလိုက်ခဲ့ကြတဲ့အကိုအချစ်ရဲ့နောက်ကိုအဆုံးစွန်ထိလိုက်ခဲ့ကြတယ်မိန်းကလေးရဲ့စကားကိုတန်အောင်လိုက်ပြီးကျွန်တော်ကပြောပြီးတော့မိန်းကလေးကတက်ခစ်ခစ်နဲ့ရေးတာပေါ့အကိုသိချင်လားကျွန်တော်ကခေါင်းညှိပြတော့မိန်းကလေးကဒါဆိုရင်မျက်စိမိတ်ဖွင့်မကြည့်ရဘူးနော်အကိုညီမကဖွင့်ဆုံမှဖွင့်ရမယ်ဒါနဲ့ကျွန်တော်လည်းမျက်စိကိုမှိတ်ထားလိုက်တာပေါ့ခဏနေတော့ကျွန်တော်ဝတ်ထားတဲ့အင်ကြီးကျဲသီးတွေကိုတစ်လုံးချင်းဖြုတ်နေတယ်ပြောရရင်ကျွန်တော်အင်ကြီးကိုချုပ်လိုက်တယ်ပေါ့ဗျာဒီမာရင်အလုံးလုံးညံ့တဲ့လက်ချောင်းလေးတွေနဲ့ကျွန်တော်ရင်ဘတ်ကိုဖောက်ဖွားကလေးပုံရင်းနဲ့အရင်ကထက်တောင်မှအကိုရဲ့ခန္ဓာကိုယ်ကကြည့်လို့ကောင်းတယ်လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီးအပြောင်းလိုက်ထားနေတဲ့ကျွန်တော်ရဲ့ကြွက်သားတွေကိုကင်ပြီးပြောနေတာကြာလာတော့မျက်လုံးကိုဖွင့်ကြည့်ပြီးတော့မိန်းကလေးမှာအဝတ်စားတွေမပါတော့ဘူးမိမွေးတိုင်းဖမွေးတိုင်းကအလွန်ကိုအံ့ဩဖို့ကောင်းတယ်နောက်တော့မိန်းကလေးကကျွန်တော်လဲပင်ကိုတိုင်းဖတ်ပြီးခန်းချမ်းချမ်းလေးနှစ်ယောက်သားအနံ့ချွေမိတာပေါ့ဒီမှာရင်ဝုန်းစော်ပိတ်ထားတဲ့အခန်းတကားကြီးကပွင့်လာရောကျွန်တော်နဲ့မိန်းကလေးနှစ်ယောက်စလုံးကလန့်သွားတာပေါ့အခန်းထဲကိုဝင်လာတာကစောခွန်ဆိုင်ဆိုတဲ့လူပြဒေါသဖြစ်လို့သူ့အသားတွေတဆက်ဆက်ကိုတုံးနေတာမျက်လုံးတွေကလည်းမီးဝင်ဝင်တောက်နေတယ်လို့ပါပဲကျွန်တော်လည်းအင်းကြီးကိုအမြန်ကောက်ဝင်လိုက်ရတာပေါ့နန်းကတော့ဒီတိုင်းပဲစောခွန်ဆိုင်ကိုခက်တင်းတင်းပြန်ကြည့်နေတယ်မင်းတို့ဖောက်ပြန်ကြပြီပေါ့ဟုတ်လားဒီမှာကျမတို့ကဖောက်ပြန်တာမဟုတ်ဘူးရှင်သာကျမတို့ကိုရင်းရဆက်ဆက်ခွဲခဲ့တာတော်စံမင်းကငါမိန်းမကွာဘာမိန်းမလဲရှင့်အတွက်ကျမကရှင့်သေးသွားတွေတောင်းကြရင်ဖြေဖို့ပြည်တစားအစ်စ်ပဲထားတယ်မိန်းမမလားတကယ်တော့သူတို့ပြောနေတာတွေကိုကျွန်တော်ဘာမှနားမလည်ဘူးအေးအရင်ဘဝကလည်းမင်းကိုရောဒီအကောင်ကငါတက်ခဲ့ပြီးပြီအခုလဲစက်သေးဖို့သာပြေးထားပြောပြောဆူဆူနဲ့လက်ထဲကပါလာတဲ့ဓာတ်နဲ့မိန်းကလေးကိုပိုင်းချလိုက်တာဗျာအကိုပြေးတခေါမဲပြောပြီးမိန်းကလေးကပုံကျသွားတာနောက်တော့ကျွန်တော်ကိုအခုထိရှုပ်နေတဲ့ကောင်သေပြီတော့ပြောလဲပြောခုတ်လဲခုတ်တော့တာဗျာကျွန်တော်လည်းအခန်းတော်မှာထောင်ထားတဲ့ဘာလို့ပို့ထားတဲ့တန်ချောင်းလေးတော့မသိဘူးအဲ့ဒါနဲ့ခံလိုက်တယ်နောက်တော့အချိန်ကြီးမဟန်တာနဲ့ကျွန်တော်လည်းအိမ်ကြီးကနေထွက်ပြေးလာရတာပေါ့စောခွန်ဆိုင်ကလည်းနောက်ကနေပြေးလိုက်လာတယ်ကျွန်တော်ခြံထဲရောက်တော့နောက်ကနေဟဲ့ငရဲ့ဒီအကောင်ကိုအသေးသက်ခြံဆောင်ကိုရုပ်စိုးကတကားဝမှာရဲရင်းကြီးကင်ပြီးတော့ရက်နေတာကျွန်တော်လည်းမထိုးဘူးဆိုပြီးလက်ထဲကတန်တုပ်ကိုလွှဲပြလိုက်တာကိုရုပ်စိုးမျက်နှာကိုကွက်တီဖြတ်မှန်တော့တာပဲကိုရုပ်စိုးလည်းအားဆိုအော်ပြီးဖေးထိုင်ကျသွားတော့မှခြံတကားကိုထွက်ပြီးပြေးလိုက်တာကျွန်တော်လည်းကားရထားတဲ့နေရာကိုပြန်ပြေးမိနေတာပဲကိုရုပ်စိုးကလည်းကျွန်တော်နဲ့ထက်ချက်မကွာလက်တကန်းအကွာကနေရဲရင်းကြီးကိုဝှေ့ရမ်းပြီးလိုက်နေတာဒါနဲ့ကျွန်တော်လည်းကားနာရောက်တော့ကားထဲဝင်မိလိုက်တော့ကမန်းကရန်ကားကိုပိတ်တဲ့ကျွန်တော်လက်ကိုကိုရုပ်စိုးကသူ့လက်ထဲကရဲရင်ကြီးနဲ့ခုတ်လိုက်တာကြောင်လို့ကျွန်တော်လည်းရောင်းဝမ်းပြီးကားတော်ကိုလှည့်လိုက်တော့ကန်ကောင်းထောက်မှစွာနဲ့ကားဆက်ကနိုးပါလေရောဗျာအပြင်မှာကိုရုပ်စိုးကတရုံးထုံးနဲ့ကားကိုသူ့ရဲရင်းနဲ့ဒေါသတကြီးနဲ့ခုတ်နေတာကျွန်တော်လည်းလီးပါကိုအသက်ကုန်နေပြီးကားကိုအရှိန်ထိုးမောင်းပြီးလာတာပေါ့ရှေနားကိုရောက်တော့လက်ထဲကဓာတ်ကိုကိုင်ရင်ကျွန်တော်ကားရှိကိုပြေးလာတဲ့စောက်ခွန်ဆိုင်ဆိုတဲ့လူကိုကားနဲ့ဆောင်းလိုက်တာဝုန်းစောပေး20လောက်ကိုနှွေ့စင်သွားတယ်နောက်ချိမှန်ကနေကြည့်လိုက်တော့မှကားတိုက်ခိုင်ရကနေကုန်းထလာတဲ့စောခွန်ဆိုင်ကိုမြင်ရတော့ကျွန်တော်ပို့ပြီးတော့ကြောက်မိတယ်ဗျာဖះဒီလူတွေဟာလူအစ်စ်တွေတော့မဖြစ်နိုင်ဘူးကားကိုအရှိန်နဲ့မောင်းလာရင်ဆော့ဆော့ကခြံရှိကိုဖြတ်မောင်းတော့ခြံဝမှာနန်းဆိုတဲ့မိန်းကလေးကအလွန်ဝမ်းနဲ့နေပုံနဲ့ကျွန်တော်ကိုလက်ပြရင်းနဲ့ကြံခဲ့တယ်ဒီလိုနဲ့ရောက်ရပေါက်ရကိုမောင်းလာရင်းနဲ့ဒေါက်တာမင်းအောင်လို့ရေးထားတဲ့စိုင်းပုတ်ကလေးကိုမြင်လို့ကျွန်တော်ကားကိုရက်ပြီးတော့ဝင်လာခဲ့တာပါ
မိုးအောင်ဆိုသောလူ၏စကားဆုံးတော့ဒေါက်တာမင်းအောင်ကပြုံးလိုက်သည်။ဘာလဲဒေါက်တာကျွန်တော်ပြောတာမယုံလို့လား။ခမရအင်မတန်အပြောကောင်းတဲ့လူပဲဗျာ။အခုပြောနေတာကိုသာဝိထုရေးရရင်တိတ်ကိုဖတ်လို့ကောင်းပါပြီ။ဒေါက်တာမယုံဘူးပေါ့။ဒါဆိုရင်ဒီဟာဝေါ်ဒေါက်တာဘာပြောချင်သေးလဲ။ထို့သောပြောရင်းနဲ့သူ့ဝတ်ထားသောကုတ်အင်းကြီးတွေ၌ထိုးထည့်ထားသောလက်တစ်ဖက်ကိုထုတ်ပြလိုက်ရမှာသွေးများပင်ခြောက်ကပ်နေသောလက်ကဝက်ကတိကနေပြက်နေတဲ့လက်ပြက်ကြီးကိုပြရင်ထိုလူမှခွေခောက်၍ကျမ်းမြင်ပေါ်သို့မိလဲသွားပါတော့တယ်